အကျဉ်သူသည်အပိုင်း1အလွန်တရာမှအေဂျင့်သိစိတ်လာသောမနက်ခင်းလေးတစ်ခုဖြစ်ပါသည်ဒီခုပေါ်သို့မနက်ခင်းလင်းရောင်ကြီးနွေးနွေးကပြေးပြေးလေးထိုးကြပေးနေသည်တောရိပ်တောင်ရိပ်နှင့်တစ်ကြီးဝါကြီးပေါ်ရာအရက်မှုဘာသာဘာဝတုံကျူးနေကြသောဂျင်းဟတ်တာရကာတို့၏နှုတ်ခွန်းဆက်သေးတည်တမ်းများကိုလည်းဟိုမှဒီမှကြားနေရသည်ကွေးကောက်သောလမ်းလေးမှတဆင့်တောင်ကုန်းလေးတစ်ခုပေါ်သို့လူ9ဦးတရွေ့၍တက်လှမ်းနေသည်တကယ်တော့လမ်းဟုပင်ပြောရန်ခတ်သောဒူသွားလမ်းလေးတစ်ခုပါနှင်းရီလူးနေသောအမိုက်တရိုက်များခြုံနယ်ပိတ်ပေါင်းများသတိထားသွားလာနေရသည်မြေသားကြိုက်ဖက်များကိုကြည်ချင်းအဖြစ်လူသူရောက်ပေါင်နေမှတိတာလွန်လာပါ၏ဦးဆောင်သူကအသက်50အရွယ်လူကြီးတဦးအပြင်အစဉ်အရက်အမောင်းအရဒေသခံတဦးဖြစ်မှန်းငင်းဖွယ်မရှိနောက်မှ4ဦးမှာတော့အနှင်းငယ်ထူခြားပါသည်အသားအရည်နှင့်ဝတ်စားပုံများအရာဒေသခံမဟုတ်တာတော့သိကြသည်ပြီးတော့ခီးဆောင်၏ကိုစီကိုကျုံးမှပို့ထားသည့်အပြင်ရှေးမှရှောက်နေသူ2ဦးမှာကင်မရာများကိုပင်လဲမှဆွဲထားသည်ပုံစံများအရခီးသွားများလိုသို့မဟုတ်လိလာရေးထွက်လာသောကြောင်သားများလိုပိုးရီထူးခြားသည်က4ဦးအနက်3ဦးမှာယောက်ျားလေးဖြစ်ပြီးကျန်2ဦးမှာမိန်းကလေးဖြစ်နေခြင်းပင်မနက်ခင်းပင်ဖြစ်တော့လေယောက်ျားလေးများနှင့်ရင်မောင်တန်းရှောက်လန်းနေရသည်မို့မိန်းကလေးမှာအနှင်းငယ်ပင်ပန်းနေပုံရသည်တောင်ဘက်လမ်းလေးအတိုင်း9ဦးသားတက်လာရင်မှာခွန်း100ညက်လောက်ကြာတော့ရှေ့မှာဥဆောင်ရှောက်လန်းနေသူလူကြီးမှာခြေစုံကိုရပ်ပစ်လိုက်သည်ပြီးတော့ရှေ့တူရှူကိုလက်ညှိုးထိုးကတခွန်းဆိုသည်ဝေလူဝတီမင်းသမီးရဲ့စံတန်းဆောင်ဆိုတာဟောတာပဲကင်မရာလဲထားသောဖြူဖြူတော်တော်လူငယ်လေးမှာရှေ့သို့အမြန်တိုးထွက်လာပြီးညုံပြရာကိုဂယုထားကြည့်လိုက်၏အော်ရင်သက်ရှုမောပဲကောင်းလေစွာတက်ကရစ်တို့တိုက်စားဝါမြုံမှုကြောင့်စံတန်းဆောင်ကဟောင်းနှွမ်းပျက်စီးကနေကြပြီသို့တော့သူ၏ပုံသဏ္ဍာန်နှင့်တူတယ်မှာမပြောက်ပြတ်သည်အိုမေးမစွမ်းဖြစ်နေသည့်ကြားမှာပင်အလှတရားကကြံ့နေသေးသည်ရှေ့ကျသည်ဆိုတာထက်ကြည်နေရင်းနဲ့အလိုလိုလွမ်းမောလာရသည့်တိဆောက်မှုမျိုးပါတော်ကြီးကိုအိုအောင်နေပြီပဲသူ့တတန်ဘလောက်ရှိပြီလဲဗျဂျင်းမောင်းမီစုပ်ဖွားနဲ့တီရှပ်အမဲတစ်ထည်ကိုတွဲဝစ်ပြီးမိုးစိမ်မွေရေးထားသောလူငယ်ကမေးလာသည်ခံမှန်းကြီးနှစ်ပေါင်း300ထပ်ပေါ့ဗျာကျုပ်လည်းအတိအကျတော့မသိဘူးတမျိုးတော့တမျိုးပါပဲပြုပြင်ထိန်းသိမ်းခြင်းမရှိသောတန်မိုးတိုင်းတာမရသည့်ရှေးဟောင်းလက်ရာကြီးကိုပဲမြင်တွေ့ရလို့လားတောတောင်ရှုံမြောင်းတို့အလဲတွင်ထီထီကြီးရှိနေသောခံစားမှုကြောင့်လားမသိလေးဦးသား၏ရင်တွင်မှာဝမ်းနေစိတ်လိုလွမ်းမောစိတ်လိုကိုခံစားရသည်မင်းသမီးတစ်ပါး၏စံတန်းဆောင်ဖြစ်သည့်ကြောင့်အုပ်ရိုးမြင့်မြင့်များခန်းညားထွယ်ဝါသောတကားကြီးများအဆောက်ကြက်ပေါင်းများစွာဖြင့်တစ်ချိန်ကစီကားဝင်းရံခဲ့မည်ဖြစ်တော်လေယခုတော့ပြိုကျပျက်စီးနေသောအုပ်ရိုးအဆွေးမြေများကိုသာတွေ့ရသည်ဝင်ပေါက်မှာလည်းဟာလာဟင်းလင်းခံမရသလောက်လက်ရာကပကံခက်လောက်ရှေးကြပုံမရတော့လေအမြင်မှာတမျိုးဆန်နေသည်ဒါကြီးကိုဟိုတယ်ပြန်ဆောက်မှာဆိုတော့နှမျိုးတို့မျောစရာပဲကြောင့်နောဆရာချင်းမောင်းမီစုပ်ဖွားလူငယ်မှာပဲဆရာဦးဆိုတော်လူတဦးကိုဦးတီပြောဆိုလာသည်ဆရာခေါ်ခံရသည့်သူမှာသူတို့4ဦးထဲတွင်အသက်ကြီးဆုံးဖြစ်ပြီးရှဲအင်းကြီးလက်ရှိနှင့်တခိုင်ပစိုးကိုတည်တည်တက်တက်ဝစ်ဆင်ထား၏ဟိုင်တွဲချို့ကိုလက်တွင်ပိုက်ကဥပရိယုံမှာတည်ငြိမ်ကနေသည်ဘယ်တက်နိုင်မလဲကွာငါတို့ကဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေမှမဟုတ်တာတထေးကစောက်ဆိုတော့လဲစောက်ရုံပေါ့ဒါနဲ့ဒီစံတန်းဆောင်နဲ့တောင်ကုန်းကြီးကိုအရင်ကရှမ်းစော်ဝါကြီးတို့ပိုင်ဆိုင်ခဲ့တယ်ဆိုဗျဟုတ်လားဦးစောမောင်ဦးဆောင်တက်လန်းလာသူကိုယ်တိုင်ကိုကြလိုက်လံပြသပေးသူ
ဒေတာခံလူကြီးအမိမှာဦးစောမောင်ဖြစ်လေသည်ဟုတ်တယ်ဆက်ဆိုင်ပါပိုင်နော်ကြားဘူးလားဇော်ဝါကြီးဆက်ဆိုင်ပါဆိုတာလွန်ခဲ့တဲ့နှစ်3-40လောက်မြောက်ရှမ်းတစ်ခွင်မှာဆက်ဆိုင်ပါကိုမသိသူမရှိတော့ဘူးကောင်းတဲ့ရောမကောင်းတဲ့ရောနဲ့နာမည်အတော်ပေါက်ခဲ့တဲ့တထေးကြီးပေါ့ကျုပ်ထင်လွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကဆက်ဆိုင်ပါကိုယ်တိုင်နေဖို့ဆိုပြီးတပည့်တပန်းနေနဲ့ရှောက်လာသေးတယ်ဒါကြီးကိုပြင်ဆင်ကြဖို့ဒီနေကတာဝန်ရှိသူတွေနဲ့ညှိနှိုင်းခဲ့ကြသေးတယ်ထင်တယ်ဒါပေမဲ့ဘလို့ဖြစ်တယ်မသိပါဘူးအဲ့ဒီစီစဉ်ကအကောင့်ထဲပေါ်မလာဘူးအခုမောင်ရင်တို့တထေးကဇော်ဝါဆက်ဆိုင်ပါရှိကဒီနေရာနဲ့အဆောက်အဦကြီးကိုပြန်ဝယ်လိုက်တာထင်တယ်ဟုတ်တယ်တထေးစီကကြားခဲ့တာလဲအဲ့ဒီအတိုင်းပဲဦးစောမောင်ကခေါင်းကိုညှိပြသည်ဒါနဲ့ခမည်းကဟုတ်ပါဗျို့ကားပေါ်ကဆင်းချင်းစံနှန်းဆောင်ရောက်ဖို့လောနေရနေပဲကိုအခုမှမိတ်ဆက်ရတယ်ကျွန်တော်ကတတ်ဦးပါဒီလုပ်ငန်းကြီးတစ်ခုလုံးအကောင့်ထဲပေါ်လာဖို့အစမှအဆုံးတိုင်းတာဝန်ယူထားရတဲ့ project manager ပေါ့ဒါကတော့ကျွန်တော်လက်ထောက်စိုးကျော်တဲ့ဂျင်းစုပ်ဘွားနေလူငယ်ကခေါင်းညိတ်ကပြုံးပြသည်ဟိုကင်မရာလဲထားတဲ့ညီလေးကဒီမှာဆောက်လုပ်မဲ့ဟိုတယ်ကြီးအတွက်လိုအပ်တဲ့ဒီဇိုင်းပုံစံတွေရေးဆွဲပေးဖို့တာဝန်ယူထားတဲ့အင်ဂျင်နီယာလေးပါနာမည်ကစစ်ညီတဲ့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျစစ်ညီဆိုတော့ဖြူဖြူတော်တဲ့အင်ဂျင်နီယာလေးကလူငယ်ပြီးရှေးတလန်းတို့ကဦးစောမောင်ကိုလက်ဆွဲနှုတ်ဆက်သည်မန်နေဂျာတအုပ်ကတအုပ်ထဲကြံတော့မင်းကလေးကိုထပ်မံမိတ်ဆက်ဖို့ပြင်သည်ဟိုညီမလေးကကျွန်တော်ချစ်သူပါနာမည်ကစိတ်တဲ့စိတ်စစ်ညီရဲ့စကားဆုံချင်းထွက်လာတော့နာမည်တီးတို့ရေရွတန်ဒီကဦးစောမောင်ထံမှမဟုတ်မနေနိုင်မထိုင်နိုင်စိုးကြော်နှုတ်ဖျားမှလွတ်ခနဲထွက်သွားခြင်းဖြစ်၏လက်ဆွဲနှုတ်ဆက်နေရမှစစ်ညီစက္ကနဲလှည့်ကြည့်တော့စိုးကြော်ကဘာရဲ့မဟုတ်အားနဲ့တလို့ပြုံးပြသည်ကျမနာမည်ကစိတ်ပါရှင်ကိုကြီးကိုကူဖို့လိုက်လာတာပါဦးစောမောင်ကတော့လူကြီးပြီးအတိမတ်ပြုသလိုခေါင်းကြီးပြပါသည်ပြီးတော့စံနှန်းဆောင်ကြီးရှိရာသို့တိမ်ငယ်စွာလမ်းကြည့်ရင်ဟိုတယ်ဆောက်မှာဆိုတော့ဒီနန်းဆောင်ကြီးကိုဖျက်ရမှာပေါ့နော်မန်နေဂျာတအုပ်ကဖဖတွေဝင်ပြောသည်တရသေးတော့လဲပြောလို့မရပါဘူးနန်းတော်ရာဟောင်းနဲ့လေနီးတာဆိုတော့နိုင်ငံခြားခီးသွားတွေကိုဆွဲဆောင်တဲ့အနေနဲ့ဒီနန်းဆောင်ကြီးကိုရှေးမှုမပြတ်ပြင်ဆင်ပြီးဟိုတယ်လုပ်ပြင်လဲလုပ်မှာပါနေရာဒေသနဲ့ဈေးကွက်အခြေအနေအရအထက်လူကြီးတွေဘက်ကမဖြစ်နိုင်ဘူးဆိုရင်တော့လေအကုန်ဖြတ်ပြီးအသစ်ဆောက်ရတော့မှာပေါ့နိုင်ငံခြားခီးသွားတွေတော့ဒီဘက်ရောက်များတယ်နန်းတော်ရာလက်ဟောင်းနဲ့လဲနီးရကိုနောက်ပြီးဒီကုန်းပေါ်ကကြည့်ရင်တမျိုးလုံးကိုစီးမြင်နိုင်တယ်လေဦးစောမောင်ပြောမှပင်လေးဦးသားနောက်လဲကြည့်မိကြသည်ဟုတ်၏သူတို့မျက်နှာမူရရဲ့တောင်ဘက်ရက်စီမှာမြူကိုဝင်နေတော့မြို့လေးနေမှုံပြမြင့်ပြင်ကျဲကိုလမ်းမြင်ရသည်နန်းတော်ရာကဟိုမှာလေမြောက်ဘက်ရက်စီမှာတစ်ပင်ဝါပင်အောက်အုပ်ဆိုင်ပြတဲ့ပြဦးအပြောက်အမုန်းများဖြင့်ထီးဟန်နန်းဟန်အပြည့်ရှိသေးသောနန်းတော်ရာဟောင်းကိုမြင်ရသည်ဒီဝေလူဝတီစံနှန်းဆောင်ကြီးကိုသာဖြိုးပြရင်တော့တော်တော်ကိုနှမျောစရာကောင်းပါဗျာတို့ပေသည့်လက်ရမပြတ်ထားပြီးဟိုတယ်ဖွင့်ဖို့ကလည်းလွယ်တော့မလွယ်ပါဘူးဦးစောမောင်ကတအူးထဲပဲညီးတလူလိုဖြင့်ခေါင်းကိုညိတ်ကဆိုသည်ပြီးတော့တစုံတရာကိုတတိယသလိုမျိုးဦးစောမောင်မျက်မှောက်မှာငင်းငယ်လေးနဲ့သွားသည်ကိုလည်းတွေ့ရသည်မလွယ်ပါဘူးပြီးတော့မှခေါင်းကိုရမ်းရင်ကဲပါအချိန်လေးရှိတော့ခမည်းတော်ကိုနန်းဆောင်တွင်တဲ့အထိလိုက်ပြပေးခဲ့မယ်လာပြောသူဦးစောမောင်ကခြေလန်းကြဲကြဲဖြင့်ပြိုကျနေပြီဖြစ်သောအုပ်ရိုးဝင်းကြီးအလဲဝင်ပေါက်နေရသို့ဦးဆောင်ဝင်သွားသည်ဘာမှမသိသူတို့လေးဦးလဲတအူးမျက်နှာတအူးကြီးကနောက်မှတော်လိုက်ဝင်ရသည်စံနှန်းဆောင်တဲ့နီးကပ်လာချိန်မှာတဖြည်းဖြည်းသတိထားမိလာသည်ကဒုတွေအခိုင်မာဖြင့်တီဆောက်ထားသောအဆောက်အဦကြီးတစ်ခုပါပဲထို့အတွက်ကြောင့်လေနှစ်ပေါင်း300ကျော်ကို
ဖြတ်တန်းအန်တုလာနိုင်သည်ဟုထင်၏ထူးခြားသည်ကနန်းဆောင်ဒုတိယထက်မျက်နှာစာဟုဆိုရမည်ဖြစ်သည့်အပြင်လေယာပြင်နေရာတစ်ခုပါလေသာဆောင်ဟုပဲဆိုရမည်လားအနားယူဆောင်ပေပဲလားသို့မဟုတ်အခြားအထိပ်ပဲတစုံတရာအဖြစ်ပြုလုပ်ထားသည့်နေရာလားမပြောတတ်မြင်မှုသမျှလေသာဆောင်တိုင်းလိုမှာတော့အမိုးမပါလျင်တော့အကာတော့ပါသည်ချေပင်ယခုမြင်ရသောလေသာဆောင်ကအမိုးမပါအကာမပါအုပ်ရိုးလေးခုကိုတော့ထောက်လေးတောင်မှစိုက်ထူထားသည်ထိုလေသာဆောင်အောက်မှာမှလမ်းဆောင်ဝင်ပေါက်အုတ်ကပ်ပင်တို့အင်အားကြီးပေါက်ရောက်နေသည်ဖြစ်ရာလမ်းဆောင်တိုင်လုံးများမှာတင်းမြင့်တွေများ၏ဝါးမြူအုပ်စုထားခြင်းကိုခံနေရ၏ရင်းနှီးအောင်ဝနေတော့အင်္ဂလိပ်အုတ်သားတို့မှလည်းဟိုမှဒီမှကွာကြနေသည်ကျင်းအလင်ဝါပေါက်တို့၌ပန်းခတ်ပန်းတွေများစိတ်သုံးကတချို့နေရာများတွင်အတွင်းအုတ်သားများပါကျိုးပွဲကြေမွနေပါသည်အစာဦးနေရတလျှောက်အကွဲချောင်းကြီးများကိုလည်းအများအပြားတွေ့ရသည်ဒီတိုင်းဆိုပါကရှေးလက်ရမပြတ်ပြုပြင်တိဆောက်ဖို့ရာတိတ်လွယ်မီမထင်နန်းဆောင်တဲ့ရောက်ချင်းသူတို့အားလုံးတပြိုင်နက်ခံစားလိုက်ရသည်ကအေးချမ်းလိုက်တာဗျာမန်နေဂျာတအူးထံမှထွက်လာသောစကားဖြစ်သည်ဟုတ်ပါဗျာအမောတွေအောင်ပြေးသွားသလိုပဲစိုးကျော်ကထပ်မံအတည်ပြုလာပြန်၏အမှန်ကသူတို့ရောက်ရှိနေသောနေရာသည်အမိုက်တရိုက်နှင့်အမည်ခေါ်ရန်ခတ်သည့်အညစ်အကြေးများအုတ်သားကျိုးပဲ့များစွတ်စွတ်အောက်သို့သောအနှံ့သက်များလိုင်းလိုင်းထွက်နေသည့်အခန်းကျယ်တစ်ခုပါမျက်မြင်အခြေအနေရစိတ်ချမ်းမြေ့စရာတကွမှမရှိသောအခင်းချင်းဖြစ်သည်ဒါပေမဲ့ဘာကြောင့်မှမသိသူတို့စိတ်ထဲမှာတမျိုးတမည်တာယာနေပြန်သည်ဦးစောမောင်ကရှေးလူကြီးတွေကဒီနေရာကိုဝေလူဝရီခန်းဆောင်လို့ပြောကြတယ်နောက်ပြီးအောက်ထပ်မှာမင်းသမီးရဲ့ချိုးရည်သုံးဆောင်နန္ဒာဆောင်ပွဲတော်တဲဆောင်တွေလည်းရှိတယ်တဲ့အပေါ်ရက်မှာကလက်ပြည့်သုံးတော်ဆောင်အနားယူဆောင်အေးဆောင်တွေရှိရပြောတယ်ငငယ်ကတော့ဒီနန်းဆောင်ကြီးပတ်ဝန်းကျင်နဲ့အောက်ထပ်အခန်းတွေကကျုပ်တို့ကလေးတွေအတွက်စော့စရာပုံနှန်းကြီးပေါ့ဗျာမြို့ပြအင်ဂျင်နီယာပြီးပြီးလက်ရာနဲ့တီးဆောက်မှုပုံသဏ္ဍာန်တို့ကိုအနီးကပ်ကြည့်ပြီးအံ့ဩနေမိသည်အနီးကပ်ကြည့်မိတော့မှလက်ရာသည်ရှေးဆန်လုံးသည်လည်းမဟုတ်စမ်းသစ်သည်လည်းမဟုတ်ထူးခြားသည်ကနေရာခင်းချင်းနှင့်ပစ္စည်းအထားသို့အခန်းဖွဲ့စည်းပုံနှင့်အလင်းပေးပုံပြင်ပအလင်းကိုလက်ခံပုံသဘောတရားနှစ်ပေါင်းရာချီကြာမြင့်ပြီဖြစ်တော်လေအင်ဂျင်နီယာအမြင်ဖြင့်သူသိလိုက်သည်ကဗတ်ညီမှုတချို့နေရာများတွင်ဗတ်ညီမှုကိုစနစ်တကျချိုးပေါက်ထားမှုတိဆောက်ပုံကတော့တော်တော်ဆန်းပြရဲအချိန်ပေးပြီးလေ့လာနိုင်ရင်ဒီထက်ဆန်းပြတာတွေအများကြီးထပ်တွေ့ရမှာပါဦးစောမောင်စကားကိုစစ်ညီခေါင်းညိတ်ထောက်ခံမိသည်ပြီးတော့မနေနိုင်စွာတခုံမိလိုက်မိ၏ဝေလူဝရီဆိုတာဘလို့အမျိုးသမီးမို့လို့လဲဗျနှစ်ပြည်တော်စစ်ဖြစ်မဲ့အရေးကြောင့်မင်းတရားကြီးကိုယ်တိုင်မဖြစ်မနေချင်းမြင့်မြောက်စားလိုက်ရတဲ့ပါမီရှင်အာဃအမျိုးသမီးပေါ့ကွာကဲပါအဲ့ဒါကြီးထားလိုက်ပါပြောမယ်ဆိုရင်ပြောလို့ဆုံးမှာမဟုတ်ပါဘူးအချိန်ရှိတော့ခမားတို့လည်းလေးလာစရာရှိတာလေးလာကြပါအောင်ကျုပ်လည်းရွာပြန်ပြီးခမားတို့အတွက်စီစဉ်စရာရှိတာတွေစီစဉ်လိုက်အောင်မယ်ဒါနဲ့ရွာကိုတော့ခမားတို့မှတ်မိရဲ့လားလေးဦးသာတယောက်မျက်နှာတယောက်ကြည့်မိကြ၏ဖြတ်တန်းလာခဲ့သည်ဆိုတော့လေဒေတာစိမ်းဖြစ်လေတော့ခုကျုပ်တို့တက်လာခဲ့တဲ့လမ်းတိုင်းကုန်းလေးကိုပြန်ဆင်းသွားရင်အချိန်မှညာဘက်ကိုချိုးဝင်ရတဲ့လမ်းလေးရှိတယ်အဲ့ဒီတိုင်း9မိနစ်လောက်ရှောက်ခဲ့အနည်းဆုံးမြင်ရတဲ့အိမ်ကကျုပ်တို့လေးအိမ်စုရွာရဲ့ပထမဆုံးအိမ်ပဲဘလို့လဲဖြစ်ရမှလားမန်နေဂျာတအူးကအဆင်ပြေကြောင်းခေါင်းငိတ်ပြသည်အဲ့လိုဆိုရင်ကျုပ်သွားပြီခမရတို့အတွက်တောချက်တာအရေးတောက်လေးရွာကိုချက်ခိုင်းထားလိုက်မယ်ဦးစောမောင်ကသူတို့ကိုထားခဲ့ပြီးနန်းဆောင်တွင်မှထွက်ခါသားသည်ခြေလမ်းကြဲကြဲလှမ်းသွားသောဒေသခံ၏ကြောပြင်ကိုကြည့်ပြီးလေးယောက်သောလက်တလောဘာလို့ရမှမသိအားလုံးကဧည့်သည်ပြီးတော့ဒေတာသိန်းပတ်ဝန်းကျင်စိမ်းမှာစံနှန်းဆောင်ကြီးကလည်းသူတို့အတွက်အစိမ့်သက်သက်နောက်ဆုံးတော့စစ်ညီတပြင်းကိုချပြီးနီးစရာနေရန်တစ်ခုမှဝင်ထိုင်လိုက်သည်
အလုပ်တွေစတိုက်လွတ်လာရသည့်အပြင်တညာလုံးကားစီးလာရမှုကြောင့်သူပင်ပန်းနေပြီလေစိတ်ကလည်းသူ့နှစ်ဖေးမှာဝင်ထိုင်လိုက်သည်သူတို့နှစ်ဦးထိုင်တော့မန်နေဂျာတဦးတို့ဆရာတပည့်ကလည်းကြောဘိုးအိတ်တွေပြစ်ချရင်မလန်းမကန်းနေရာတစ်ခုမှာဝင်ထိုင်ကြသည်တကယ်တော့အချိန်ကခဏလေးပါနိုင်လက်တံနဲ့တွက်လျင်လက်ဆယ်ချောင်းဝင်မပြေးလိုက်ဒါပေမဲ့ထိုခဏလေးအတွင်းမှာပဲအစာဦးကြီးထူးခြားမှုတစ်စုံတရာကိုစိတ်ကစတင်ဖမ်းမိလိုက်ပါ၏ကိုကြီးဟိုနေရာလေးကိုကွက်ပြီးအလင်းထူးခြားနေပုံကိုကြည့်ပါဦးဟင်စစ်ညီအလိုလိုမတ်တက်ရက်မိသွားပါသည်ပင်းကိုပွင့်ရင်များဖြင့်ကြုတ်ထွေးညစ်ပတ်နေသည်အောက်ဘက်မှာလည်းအုတ်သားဆင်းဆင်များဖြင့်ခိုင်မာပုံဖော်ထားသည်ကိုတွေ့ရသည်ဖျားပလင်တော့မဟုတ်တန်ရာအလင်းကွက်ပြီးထိုးကြနေသည်ကထိုပလင်လိုကြောက်စပွဲလိုခုံမြင်လေးတစ်ခုပေါ်မှာတော်တော်လျှောက်ရင်းထိုဘောသို့စစ်ညီလွှာကနေခုန်တက်လိုက်သည်ထိုအခါအလင်းကွက်ကသူ့ခြေစုံမှာလာစုသည်ဒီတော့အလင်းရောင်ဝင်ရောက်ရာနေရာဌာနကိုလေ့လာတော့ဟင်နေရာရှိနေရန်ရှိဘေးဘက်ညာသုံးဘက်၏နေရန်တစ်ခုစီမှာပန်းကပ်ပန်းတွေများဖြင့်တစားဆင်ထားသောတည်င်းတကားတို့အပြင်အပေါ်ဘက်ရက်စီမှာအလင်းဝင်ပေါက်တစ်ပေါက်စီရှိနေသည်ဒါပေမဲ့ထိုအလင်းပေါက်များကနေရန်တစ်ဖက်နှင့်တစ်ဖက်အကွာအဝေးအနေမြင်မတူတနေ့သာခီးကိုစတင်ရန်ထွက်ခွာလာသောနေလုံး၏အရက်အမြင့်နှင့်ပြင်းရရာသူ့အခြေဆုံးကိုလာစုနေသောနေရာမှာဘယ်ဘက်နေရန်စီမှဖြစ်သည်မကြခင်ချိန်တွင်နေမင်းသည်ဘယ်ဘက်နေရန်အလင်းဝင်ပေါက်ကိုထားခဲ့၍ဆက်လက်ခီးထွက်ခွာပါလိမ့်မည်အရှိဘက်နေရန်စီရောက်ခဲ့ပါကနေလုံး၏အရက်မြင်သည်ဘယ်ဘက်နှင့်တူမီမဟုတ်တော့ထို့အတူအရှိနေရန်စီမှအလင်းဝင်ပေါက်မှလည်းဘယ်ဘက်နေရန်မှာအလင်းဝင်ပေါက်နှင့်အကွာအဝေးမတူအနေအမြင်မတူတော့ညာဘက်နေရန်စီတွင်လည်းထို့အတိုင်းနေမင်းဖြစ်ကျော်လာခဲ့တော့နေရန်နှစ်ဖက်နှင့်သူ့စီမှာအလင်းဝင်ပေါက်သည်တူမီမဟုတ်တော့ပါဒါဟာဘာတဘောလဲသူထင်တာမမှားဘူးဆိုပါကဝင်ပေါက်အလုံးမှာထိုးကြလာမည့်အလင်းရောင်သည်သူရက်နေရာစီသို့အလင်းဝင်ပေါက်တွေရဲ့တစ်ခုနဲ့တစ်ခုကြားအကွာအဝေးမှာအစီအစဉ်တစ်ခုများရှိနေတာလားအတန်ကြာငြိမ်သက်စဉ်းစားသွားရမှစစ်ညီအောက်ခံဆင်းလိုက်ရင်စိတ်ကိုတို့နန်းဆောင်ပြင်ထွက်ကြည့်ရအောင်အပိုင်းနဲ့ဆက်ရန်